တနင်္ဂနွေသားသမီးဆွေများအားလုံးမင်္ဂလာပါတနင်္ဂနွေသားသမီးတွေအတွက်ကို2025ခု17လပိုင်းနိုဝင်ဘာလအတွက်ကိုတစ်လစာဗီဒီယိုဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်ဒီ17လပိုင်းဆိုတဲ့ကာလမှာတနင်္ဂနွေသားသမီးတွေအတွက်အထူးထူးခြားခြားဒါကောင်းနေတဲ့နမိတ်တွေရတော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်ငန်းကိုင်ကန်းနဲ့ပတ်သက်တဲ့ကိစ္စတွေအလုပ်ကိုင်တွေတိုးတက်အောင်မြင်လာမယ်ငွေကြေးကိစ္စတွေအထူးအဆင်ပြေအောင်မြင်လာနိုင်တယ်ဥပမာကားကိစ္စနော်ကားနဲ့ပတ်သက်တဲ့ကိစ္စတွေငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမင်္ဂလာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမင်္ဂလာကိစ္စတွေကထူးထူးခြားခြားအဆင်ပြေအောင်မြင်နိုင်ပါတယ်အခြေနှချောင်းဝင်လာတတ်ပါတယ်မိမိအိမ်ကိုအခြေနှချောင်းဝင်လာတတ်တယ်နော်အလှူဒန်းကိစ္စမင်္ဂလာကိစ္စတွေအဆင်ပြေမယ်ငယ်ရွယ်တဲ့သူတွေအနေနဲ့ဆိုရင်အခြေရေးကိစ္စတွေမင်္ဂလာကိစ္စတွေကထူးထူးခြားခြားအဆင်ပြေအောင်မြင်မဲ့အချိန်ခါမျိုးဖြစ်ပါတယ်အဲ့တော့ခွေးတို့ကြောင်တို့နော်ကြက်တို့တနင်္လာနေ့ပစ္စည်းတွေလည်းထူးထူးခြားခြားဒီ17လပိုင်းဆိုတဲ့ကာလမှာဝင်လာနိုင်တဲ့အနေအထားမျိုးမှာရှိနေပါတယ်ကားတို့ကြောက်တို့နော်အဲ့တော့တနင်္လာနေ့ပစ္စည်းတွေဝင်လာတတ်တယ်တနင်္လာနေ့နဲ့ပတ်သက်တဲ့ငွေကြေးကိစ္စတွေဝင်လာတတ်တယ်အဲ့တော့ဒီရက်ပိုင်းမှာဒီလပိုင်းမှာငွေကြေးကိစ္စတွေစကားပြောမယ်ဆိုရင်ထူးထူးခြားခြားအဆင်ပြေအောင်မြင်နိုင်ပါတယ်အဲ့တော့ဒီချိန်ခါမျိုးမှာတနင်္ဂနွေသားသမီးတွေအနေနဲ့အိမ်အောင်တွေအနေနဲ့ဆိုရင်တော့အိမ်တွင်းရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအိမ်အောင်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အနည်းငယ်စိတ်ကတိကောက်လေးတွေဖြစ်ကြတတ်တယ်စိတ်ရှုပ်စရာလေးတွေပေါ်ပေါက်လာတတ်တဲ့အချိန်ခါမျိုးဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးအနေနဲ့ဆိုရင်သွားနဲ့ပတ်သက်တာတွေဒုက္ခပေးတတ်တယ်သွားနဲ့ပတ်သက်တာတွေနောက်သွေးသားနဲ့ပတ်သက်တဲ့ကျမ်းမာရေးတွေဒုက္ခပေးတတ်တယ်နောက်ခရီးကိစ္စတွေအခက်အခဲကြုံတွေ့တတ်ပါတယ်ခရီးနဲ့ပတ်သက်တဲ့ကိစ္စတွတ်တန်တဲ့ကိစ္စတွေအခက်အခဲဖြစ်တတ်တယ်အဲ့တော့ဆွေမျိုးသားချင်းညီကိုမောင်နှမနဲ့ပတ်သက်ပြီးတော့စိတ်နှောက်ယှက်ဖြစ်စရာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့တော့စကားတွေအမှားယွင်းဖြစ်တတ်တယ်အဲ့တော့ဒီချိန်ခါမျိုးမှာစကားတွေသတိထားတင်တယ်စကားနဲ့ပတ်သက်တဲ့စကားကြွန်တာပေါ့နော်ကျမ်းကြွရင်နှုတ်လို့ရတယ်စကားကြွရင်နှုတ်လို့မရဘူးဆိုတဲ့ကိန်းမျိုးဖြစ်ပါတယ်အဲ့တော့ခီးကိစ္စတွေထင်ခေါ်ကြံ့ကြာမှုတွေဖြစ်တတ်တယ်အဲ့တော့စကားမှားယွင်းမှုတွေစကားအမှားတွေဖြစ်ပေါ်လာနိုင်တဲ့အနေအထားမျိုးမှာရှိတယ်အမျိုးသမီးတွေအနေနဲ့ဆိုရင်သွေးသားနဲ့ပတ်သက်တဲ့ကျန်းမာရေးတွေဒီချိန်ခါမျိုးမှာဂယုစိုက်သတိထားမှာဖြစ်ပါတယ်အဲ့တော့ဒီကာလမျိုးမှာအကျိုးပေးတဲ့အယောင်ဒီ17လပိုင်းဆိုတဲ့ကာလမှာအကျိုးပေးတဲ့အယောင်အနေနဲ့ဆိုရင်အဖြူရောင်တွေအကျိုးပေးပါတယ်အကျိုးပေးတဲ့ကဏ္ဍအနေနဲ့ကတော့နှစ်ဆိုတဲ့ကဏ္ဍအကျိုးပေးပါတယ်အဲ့တော့တနင်္ဂနွေသားသမီးတွေဒီ17လပိုင်းဆိုတဲ့ကာလမှာတစ်လလုံးအကန်တွေကောင်းလက်တွေပွင့်ဖို့ဆိုရင်မိမိအိမ်ဖျားမှာဂန်းကော15ညွန့်သုံးဖို့ကိတ်မုတ်15ကျက်လှူဒန်းခြင်းအပြင်17လပိုင်းမှာအကန်တွေကောင်းလက်တွေပွင့်လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးများအားလုံးဒီ17လပိုင်းဆိုတဲ့ကာလမှာကန်တွေကောင်းလက်တွေပွင့်ကြပါစေအလောက်ကင်တွေအောင်မြင်တိုးတက်ကြပါစေဘေးရန်တွေကင်းရှင်းကြပါစေစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်နေတဲ့ဒီနေ့ကနေဆုတောင်းမေတ္တာပို့တာပေးလိုက်ပါတယ်အားလုံးပဲချမ်းသာချမ်းသာကြပါစေ